Green Jay Sacket, Benjay Sacket, go choke the Kama, Ni Mu she jare, Kaya a pin never, Maropatan sweater do she the load, Tin a pin never, Patan sweater do she de. Choke lady a malavio majare, Maro chopi like the Sacket guy, Castama, Adelima complaini lare, the Lopao, a piwa mapomu, Pao, a piwa ponsine, and a blue lopi amlesuro. Daddy, car a pin, sweater do lady Madame Yuri, chitted. ဘာကြောင့်လဲကိုယ့်ရဲ့ customer ကတင်ကပြက်အရင်ကားနေတယ်ခါးကသေးနေတယ်ဆိုလို့ရှိရင်သူ့ကိုကိုကစကီးချတဲ့အခါမှာခါးရဲ့အဖြေနဲ့ပဲသွားစကီးချလိုက်တော့အဖုံးချမ်းမှာသွားပြီးတော့သေးတတ်တယ်အမဆွဲတဲ့နီးလန်းဆိုရင်တင်ပြက်အဖြေနဲ့ပဲအမသွားပြီးအစားထိုးတယ်ဒါဆိုရင်ခါးအရင်သေးပြီးတော့တင်ပြက်ကြီးတဲ့သူကလည်းအဖုံးအပြေးဝဖုံးတယ်ခါးနဲ့တင်နဲ့တပြေးတဲ့ရှိတဲ့သူကလည်းဒီအဖုံးဒီအပြေးဝတော့ဖုံးတယ်ဘာကြောင့်လဲအမကတင်ရဲ့ပတ်လည်နဲ့ယူလိုက်တဲ့အတွက်အဖုံးဒီသေးသွားစရာအကြောင်းမရှိတော့ဘူးအဖုံးဒီသူ့လိုချင်တဲ့အတိုင်းအပြေးဝသွားပြီးတော့ဖုံးပေးတယ်ပြီးရင်အမတို့အတွင်းစာတွေဆိုလို့ရှိရင်ပြေးဝယူပေးတဲ့အတွက်ပိတ်စဒီအနှဲငယ်နေတော့ပို့ကုန်တယ်အတွင်းအဖုံးချမ်းကိုလည်းတင်ရဲ့ဒီဘေးထီကိုရအောင်မတော့အထဲအစာကိုသွားယူပေးတယ်ဒါမှလည်းသူချိတ်တဲ့အခါမှာဘေးနားမှာကွက်တီလေးလာပြီးတော့ချိန်မိမယ်ပေါ့နော်တချို့ကပြောတယ်လုံကြီးတွေတွားအပ်တယ်အတွင်းထဲမှာလည်းဂျိတ်ကဒီဘိုက်အလယ်လောက်ကိုလာရောက်နေတယ်လမ်းလျှောက်လိုက်ရင်လည်းဦးစားတွေထွက်လာတယ်ဆိုတော့အမတို့ဒီရဲ့အထဲအစာကိုယူတာနဲတယ်ဆိုရင်လမ်းလျှောက်တဲ့အခါမှာဦးစားတွေထွက်လာတယ်ဒီအတွင်းအစာကိုလည်းအထဲထဲထိအမယူပေးထားတဲ့အတွက်လမ်းလျှောက်ရင်ဦးစားထွက်တဲ့ပြဿနာလည်းအရန်ကိုရှားပါပါတယ်အခုအမထုတ်ထားတဲ့ဒီစကက်စာအုပ်လေးထဲမှာဆိုရင်ဒီ3လွာ4လွာခွင်းချိတ်ဖြန်းချိတ်တင်အရန်ကားပြီးတော့ခါသေးတဲ့လူတွေအတွက်ကိုအမကဘေးဆက်ကြောင်းပါတယ်ခွင်းချိတ်စကက်တွေဒီစကက်5မျိုးရဲ့ပတ်တန်ကိုအမစကေးချနေလေအသေးစိတ်ကိုဒီထဲမှာတင်ကြားပေးထားပါတယ်ဒါကတော့အမတို့ပတ်တန်တီးတန်းစာအုပ်ပါเนาะအဲ့တော့ဒီထဲမှာစကက်5မျိုးရဲ့ပတ်တန်တွေအသေးစိတ်ကိုတင်ထားပေးပါတယ်ကိုကစကက်တွေဆွဲလိုက်တိုင်းမှာလိုအပ်ချက်တွေများနေရဲဆိုလို့ရှိရင်တော့ဒီစကက်ပတ်တန်စာအုပ်လေးကိုအမှားရရှိနိုင်ပါသေးတယ်စာအုပ်ကတော့ stock အနည်းငယ်ပဲကျန်ပါတော့တယ်တကယ်လို့ကိုကစကက်တွေဆွဲလို့အဆင်မပြေဘူးနီးလန်းကိုတေချာလေးသိကျင်နေဆိုလို့ရှိရင်တော့ messenger နဲ့လာပြီးတော့အမြန်ဆုံးမှာယူထားပါအမတော့မကမီ fashion ရဲ့တီချယ်ချမ်းမြေဝေဖြစ်ပါတယ်ရှင်အသေးမောတတိရိယစဂယုဆိုင်ပြီးတော့လုံးဝမမေ့နဲ့เนาะကျေးဇူးတင်ပါတယ်